မိတ်ဆွေတို့ကိုယုံကြည်ရတဲ့သူကကိုဘောသစ္စာဖောက်ခဲ့ရင်ဘယ်လိုခံစားရမလဲအထူးသဖြင့်တယောက်တည်းမဟုတ်ဘဲလူပေါင်း64ယောက်တောင်ဖောက်ပြန်ခဲ့တဲ့ဆိုရင်ရောမိတ်ဆွေတို့ယုံနိုင်ပါမလားဒီနေ့မှာတော့ပြမထက်မင်းကြီးကိုလည်းအစားသည့်တမန်တော်ပေါင်း64ယောက်နဲ့ဖောက်ပြန်ခဲ့တဲ့မိဖုရားတူအကြောင်းကိုပြောပြပေးသွားမှာပါဒီဇာလန်ဟာမစင်မချင်းဒေါသထွက်တတ်တဲ့မင်းကြီးတစ်ပါးနဲ့အမှန်တရားကိုဖော်ထုတ်ခဲ့တဲ့ပညာရှိပူရောဟိတ်တူရဲ့အားပြိုင်မှုကိုတွေ့မြင်ရမယ်ဗန္ဒနာမောက္ခဇတ်တော်ပဲဖြစ်ပါနဲ့ဒီဇတ်တော်ကိုမြတ်စွာဘုရားရှင်ကဇေတဝန်ကျောင်းတော်မှာတည်င်းသုံးတွေတုံဟောကြားခဲ့တာပါအဲ့ဒီအချိန်မှာစင်စမနာဝိကာကမြတ်စွာဘုရားကိုမဟုတ်မမှန်ဆွဆွဲခဲ့တာကြောင့်ဒီလိုမျိုးမဟုတ်မမှန်ဆွဆွဲမှုတွေဟာအခုမှမဟုတ်ပဲရှေးအခါကလည်းရှိခဲ့ဘူးတယ်ဆိုတာကိုတက်တည်ဖို့ဒီဇတ်ကိုဆောင်းတော်မူခဲ့တာဖြစ်ပါတယ်ဒီဇတ်လမ်းမှာဘုရားအလောင်းတော်ဟာဘာဒာနတိဖီကဗျမဒတ်မင်းကြီးရဲ့ပိုရောဟိတ်ပုံနာကြီးအဖေပါဝင်ခဲ့ပါတယ်ဗျမဒတ်မင်းကြီးဟာသူ့ရဲ့မိဖုရားကြီးကိုအရင်နဲ့ချက်တာကြောင့်တခြားမိန်းမတွေကိုကိလေသာစိတ်နဲ့မကြည်ပါဘူးဆိုတဲ့ဂတိကူတော်ပေးခဲ့ရသူပါတနေ့မှာတော့နေဆက်မှာသူ့ပုံတွေထကြွလာတာကြောင့်မင်းကြီးဟာစစ်ထွက်ဖို့ဖြစ်လာခဲ့ပါတယ်အဲ့ဒီအခါမိဖုရားကြီးကမင်းကြီးနဲ့အဆက်အသွယ်မပြတ်ချင်ဘူးဆိုပြီးခရီးတယူဇနာရောက်တိုင်းတမန်တော်တယောက်စီလွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်မင်းကြီးကလည်းသဘောတူပြီးစစ်မြေပြင်ကိုထွက်ထွားခဲ့ပါတယ်ခရီးက32ယူဇနာဝေးတာကြောင့်အသွားမှာတမန်32ယောက်အပြန်မှာ32ယောက်စုစုပေါင်း64ယောက်ကိုမင်းကြီးကလွတ်ထဲတာပါဒါပေမဲ့ရုပ်မာတဲ့မိဖုရားကြီးဟာအဲ့ဒီတမန်တော်64ယောက်လုံးနဲ့ဖောက်ပြန်နေပါတယ်မင်းကြီးမြို့ထဲကိုပြန်ဝင်ခင်မှာနန်းတော်ကိုတန်ရှင်ရေးလုပ်ဖို့ဘရောဟိကြီးကိုခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာမိဖုရားကြီးကဘရောဟိကြီးကိုမြင်ပြီးကိလေသာစိတ်နဲ့အတူအနေဖို့ဖျားညောင်းခဲ့ပါတယ်ဒါပေမဲ့အတိအလေမှရှိတဲ့ဘရောဟိကြီးကပြက်ပြက်သားသားငင်းပယ်လိုက်တဲ့အခါမိဖုရားကြီးကဒေါသထွက်သွားပါတယ်သူဟာသူ့ကိုယ်သူလက်သေးဒီနဲ့ကုတ်ချပြီးမင်းကြီးပြန်ရောက်လာတဲ့အခါဘရောဟိကြီးကသူ့ကိုအတဲအဓမ္မဖြူကျင်ဖို့ကြံစီပါတယ်ဆိုပြီးမဟုတ်မမှန်ဆွဆွဲတိုင်တန်းပါတော့တယ်မင်းကြီးကအမှန်တိုင်းမစူးစမ်းပဲဒေါသနဲ့ဘရောဟိတ်ကြီးကိုတတ်ဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့ဘရောဟိတ်ကြီးကပရီယေနဲ့မင်းကြီးရှေ့ကိုရောက်အောင်သွားပြီးအဖြစ်မှန်ကိုရှင်းပြခဲ့ပါတယ်တမန်တော်64ယောက်ကိုခေါ်ယူစစ်ဆေးတဲ့အခါမှာတော့မိဖုရားကြီးရဲ့ရုပ်မာမှုတွေအားလုံးပေါ်ပေါက်သွားခဲ့ပါတယ်ဘရောဟိတ်ကြီးရဲ့မေတ္တာရက်ခံချက်ကြောင့်မင်းကြီးကအားလုံးကိုဘေးမဲ့ပေးလိုက်ပေမဲ့ဘရောဟိတ်ကြီးကတော့လူပေါင်းကိုညင်းငွေလို့တောထွက်ပြီးယဟန်ပြုတ်သွားခဲ့ပါတယ်ဒီဇလန်ကနေရတဲ့သင်ခန်းစာကတော့လူမိုက်တွေကြီးစိုးတဲ့နေရာမှာအဖြစ်မရှိသူတွေဒုက္ခရောက်တတ်ပြီးပညာရှိတွေရှိတဲ့နေရာမှာတော့ဘေးဒုက္ခကနေလွတ်မြောက်နိုင်တယ်ဆိုတာပါပဲဒါကြောင့်မိတ်ဆွေတို့လည်းဘယ်လိုအခြေအနေမှမဆိုဒေါသနဲ့မဆုံးချပဲပညာနဲ့စဉ်းစားဆင်ခြင်နိုင်ကြပါစေလို့တောင်းဆိုပြုလိုက်ပါတယ်